စစ်တပ်ဆိုတာပြည့်ရမှန်အောင်ပြည့်တယ်မိုးပေါ်ထောင်ပြီး6ခါမပါဘူးအဲ့တော့နောင်ကိုဆူလူပူလုံးမဲ့ဆိုရင်တော့တက်ကိုသုံးလို့ရှိရင်တော့အဲ့ဒါဆူတဲ့လူတွေမသက်တာဘူးတာမှတ်ပြီးတော့လို့ကျွန်တော်ဒီကနေပြောတာပါတီတော်ဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ကောစားလုပ်နေတဲ့ပူပေါင်းဆောင်မှုပဲလိုပါတယ်အဲ့ဒါလုပ်မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချက်အောင်မြင်ရမယ်ဗျာမိုးချက်အောင်မြင်အောင်ကျွန်တော်ဒါပြောရပါတယ်ပြည်သူတွေဒါကျွန်တော်ဒါလေးတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြရစေအားလုံးအဆက်သက်ရအောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျမ်းမာချမ်းသာကြပါစေနော်အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာကောင်းပါဗျာကျေးဇူးများတင်ပါတယ်ပေးခြင်းတဲ့အကြောင်းအရာကတော့အာနာသိမ့်လိုက်တဲ့တာဝါတို့မိသားစုရဲ့ profile picture တွေနဲ့တာဝါတို့မိသားစုအကြောင်းနဲ့အတူအားတက်စရာနောက်ဆုံးရမြန်မာနိုင်ငံရဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမတင်ဆက်ခင်မှာတော့ပြည်ရင်းပြည်ပနိုင်ငံတကာသတင်းအကြောင်းအမျိုးစုံတွေနဲ့အတူနုပညာရှင်တွေရဲ့အကြောင်းများနဲ့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ကျမတို့ channel ကိုလက်မလွတ်တမ်းကြည့်ရှုနိုင်မယ်ဆိုရင် subscribe ဆိုတဲ့ညီအောင်စာတန်းလေးကိုနှိပ်ပြီးအားပေးထားဖို့တော့လိုပါတယ်ရှင်ခါကြောက်ကြီးမင်းအောင်လိုင်ရဲ့ဇနီးနာမည်ကတော့ဒေါ်ကျူကျူလှဖြစ်ပြီးတော့သားနာမည်ကတော့အောင်ပြည့်စုံဖြစ်ပါတယ်သမီးနာမည်ကတော့ခန့်တီတီတက်မုံပဲဖြစ်ပါတယ်ရှင်သူတို့မိသားစုတွေမှာသမီးမိသားစုကတော့ရုရှားကိုထွက်သွားပြီးဟိုမှာနေပါတယ်သားမိသားစုကတော့ယူရီးယားမှာနေပြီးဖခင်ဖြစ်သူကိုကူညီဖို့အနီးကပ်ဆုံးနေတယ်လို့သိရှိရပါတယ် Facebook တွေကိုဒီရက်တွေတွင်ပိတ်ထားတာကတော့အလကားမဟုတ်ပါဘူးသူတို့မိသားစုထွက်သွားဖို့အတွက်လုံခြုံအောင်လို့ပါဒီသတင်းတွေကိုဖတ်ပြီးတော့အားရတဲ့အတွက်အိမ်မပြောတာအိမ်မရတာ3ရက်ရှိပါပြီဒီနေ့တော့အာနာသိန်းစစ်ကောင်းဆောင်အာနာရှင်မင်းတို့အိမ်မရမဲ့အပြင်စောမောင်တို့ကောင်းမကြောင်သွားအောင်စေးကြိုတောက်ထားပြီးတော့မင်းတို့လှည့်လာပြီဆိုတော့မြန်မာပြည်အတွက်အားတက်စရာသတင်းတစ်ပုဒ်ကိုလည်းတင်ဆက်ပေးသွားပါအောင်မယ်စစ်အာဏာသိမ်းမှုကိုဖယ်ရှားရန်အတွက်သူ့လောက်ပိုင်ခွင့်ရှိတဲ့အရာအလုံးကိုလှုပ်ဆောင်ပေးမယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂရီပြုပြောကြားလိုက်တဲ့သတင်းလူမျိုးတုံးပြဿနာဖြစ်တဲ့အတွက်ကြောင့်ရင်ဆိုင်နေရတဲ့စစ်တပ်ကိုနိုင်ငံတကာမျက်နှာစာမှာရဲရဲဝံ့ဝံ့အကာအကွယ်ပေးခဲ့သူကိုပြန်လည်ဖမ်းဆီးလှုပ်ဆောင်ခြင်းသည်လူမဆန်သောလုပ်ရဖြစ်တယ်ဟုပြောကြားလိုက်တဲ့ဆိုတဲ့သတင်းစစ်အာဏာသိမ်းခြင်းကိုထောက်ခံမှုပြုခဲ့ခြင်းမဟုတ်ပါကြောင်းတရုတ်နိုင်ငံစတင်လေသံပြောင်းသွားပြီဆိုတဲ့သတင်းနဲ့ဘင်္ဂါလီရိုဟင်ဂျာဒုက္ခသည်များကိုပြန်လည်လက်ခံရမည်ဖြစ်ကြောင်းအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကို ICJ ကသတိပေးလိုက်ပြီးကိုရှုပ်တော့ကိုကောင်းပေါ်ပြန်ရောက်လာပြီဆိုတဲ့သတင်းဒေါအောင်ဆန်းစုကြည်ကလူကြီးစီကပုံမှန်ဖြင့်နှစ်ထိန်းသိမ်းရန်စူးစမ်းနေကြောင်းကမ္ဘာမီဒီယာများကဖော်ပြထားတဲ့ဆိုတဲ့သတင်းတမုံတီငိုကျွေးနေသောပုံများကမ္ဘာမီဒီယာမှာပြန့်နှံ့နေပြီဆိုတဲ့သတင်းကမ္ဘာကျော်ဆိုရိုဟယ်ရီစတိုင်အမောင်းဖြစ်သူကမြန်မာပြည်သူများနဲ့အညီရက်တီပါမီဖြစ်ကြောင်းပြောကြားလိုက်ပြီးဆိုတဲ့သတင်းအာဏာသိမ်းမှုကြောင့်ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမတိကျတော့ပါဘူးဆိုတဲ့ကုမ္ပဏီများရဲ့ပြောကြားထားတဲ့သတင်းကိုဗစ်ကပ်ဆိုးကြီးတွေမှာစစ်အာဏာသိမ်းမှုကြောင့်နိုင်ငံသားတန်းကျော်အလုလက်မဲ့ဖြစ်သွားနိုင်ကြောင်းထောက်ပြလာတဲ့သတင်းနဲ့အတူလေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနနေပြည်တော်ဝန်ထမ်းဝန်ကြီးရောဝန်ထမ်းများကစတင်ကမ်ပိန်းလုပ်နေတဲ့သတင်းရတနာဘုံတက္ကသိုလ်ဆရာမများဝန်ထမ်းများ Civil Distribution ကမ်ပိန်းလုပ်နေတဲ့သတင်းနဲ့အတူ Washington DC မှာမြန်မာတန်ရုံတွင်ဝင်စစ်အာဏာသိမ်းခြင်းကိုလက်မခံတဲ့အတွက်ကြောင့်ယာတူးမှနှုတ်ထွက်တဲ့ဆိုတဲ့သတင်းနိုင်ငံရေးခိုလုံခွင့်တောင်းခံတဲ့ဆိုတဲ့သတင်းများကက်သလစ်ခရစ်ယာန်ဂိုင်းချုပ်ဆရာတော်ကာဒီနယ်ချမောင်ဘုံမှစစ်အာဏာသိမ်းမှုကိုစန့်ကျင်ကြောင်းကြေညာတဲ့သတင်းပြည်တက္ကသိုလ်ဆရာမများစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ Red Ribbon Campaign စတင်တဲ့သတင်း ARD ဝန်ထမ်းများ Red Ribbon Campaign တွင်ပါဝင်တဲ့သတင်းအာဏာသိမ်းမှုက2008ခြေခံဥပဒေနှင့်မညီကြောင်းပြည်ထောင်စုရှေ့နေများနဲ့ဥပဒေပြုသူများကအဖွဲ့ကကြေညာခြင်းဆီယာနာသိမ်းမှုကိုလက်မခံ၍တဖွဲ့လုံးနှုတ်ထွက်တယ်ဆိုတဲ့သတင်းနဲ့အတူ2008ခြေခံဥပဒေတည်ရှိနေသေးသည့်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တည်ရှိနေကြောင်း NLD လွှတ်တော်မများကြေညာလိုက်တယ်ဆိုတဲ့သတင်းများမြန်မာအမျိုးသားလေကြောင်းလိုင်း MNA မှလေယာဉ်မောင်ဝင်များက Civil Distribution Campaign တွင်ပူးပေါင်းပါဝင်ကြောင်းကြေညာလိုက်တဲ့သတင်းမန္တလေးမှာစစ်အာဏာသိမ်းမှုကိုစန့်ကျင်ကြောင်းလူ30ခန့်ငြိမ်းချမ်းစွာဆန္ဒစပြနေပြီဆိုတဲ့သတင်းစစ်အာဏာသိမ်းမှုစန့်ကျင်အကြမ်းမဖက်သောလှုပ်ရှားမှုကို2021ခုနှစ်မှာစတင်တော့မယ်ဆိုတဲ့88ခေါင်းဆောင်ကိုမင်းကိုနိုင်ကြေညာလိုက်တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်
နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဗျူဟာများမှာတကွက်မှမှားယွင်းနေမရှိပါဘူးလူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးပရိရဲ့အမတန်ကြွယ်ဝပါနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်သူမရဲ့အင်တာဗျူးတွေမှာလည်းမြင်တွေ့နေရမှာပါယနေ့မြန်မာနိုင်ငံဟာစစ်အာဏာရှင်များလက်ကိုပြန်ရောက်လာတော့အခါသူမ၏စကားများကိုပြန်ရင်လေကြားအောင်ကြည့်ပါကလူထုကို message ပေးနေခြင်းမလားဟုလွန်သဘောပေါက်မိပြီးအလူအမင်းထိတ်လန့်သွားပါတယ်ထိုထိတ်လန့်မှုမှာဖေဖော်ဝါရီလ1ရက်နေ့မှာထိတ်လန့်မှုတက်များစွာပိုလာပါပြီဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သောစကားလုံးတချို့ကတော့ကျမမှာအားကိုးစရာပြည်သူပဲရှိတယ်မတရားသောအမိန့်မှန်သမျှပြီးဆန်ကြဘယ်ရမလဲတာဝရစရတဲ့စကားလုံးများတွေဟာဘာလို့ရမလဲဆိုတဲ့သူမရဲ့ message တွေပါပဲဒါကြောင့်သူမပြောခဲ့တဲ့စကားသံတွေကိုပြန်နားထောင်ကြည့်ဖို့လုံးဝကိုပြည်သူများလိုအပ်နေပါပြီတွေဟာစိတ်ကူးရင်ပြီးထင်အောင်ထင်မှပြောနေတာမျိုးတွေမဟုတ်ပါဘူးအချို့နေရာမှာသူများပြောတဲ့စကားဟာတနေရာမှာပြန်သုံးရမယ်ဆိုတဲ့အနေထားပါ Robert Bot သူမလိုပုံကိုယ်တို့ဟာကျမတို့လိုတမန်ပြည်သူကမှန်းဆတဲ့အာဏာသိမ်းနိုင်ခြင်းရှိတယ်ဆိုတဲ့အတွေ့ကိုပို့ပြီးမြင်မှာဖြစ်ပါတယ်ယနေ့ဝေဖန်နေကြပါတယ်မသိဘူးလားဒါတော့စောစောမပြင်ဆင်ထားဘူးစတဲ့စကားတွေကြားတော့သူမအတွက်စဉ်းစားမိပါတယ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာလူယူခြင်းခံရပြီးသူမအပါဝင်နိုင်ငံတော်သမ္မတပါထိမ့်သိမ်းခံလိုက်ရတဲ့မြန်မာတနိုင်ငံလုံးပူဆွေးတော့ကရောက်နေကြပြီးစိတ်အလွန်ထိခိုက်ရတဲ့နေ့မှာယခုနေ့ဆို4ရက်တာရှိခဲ့ပြီပဲဖြစ်ပါတယ်4ရက်အတွင်းကျမတို့ပြည်သူတွေဘာတွေသိခဲ့ပြီလဲယနေ့တမတော်နဲ့ပြည်သူကြားယုံကြည်မှုအားဆန်းသက်နေပါပြီနှစ်ကတော့အိမ်နီးချင်းအင်အားကြီးနိုင်ငံကြီးနှစ်ခုရဲ့သဘောထားအမှန်ကိုစမ်းသပ်ဖို့လိုအပ်နေပါပြီတရုတ်ဟာကျမတို့ရဲ့ဒီမိုကရေစီအားကိုမလိုလားပဲစစ်အုပ်စုကိုသာအလိုရှိတယ်ဆိုတာကိုမြင်လိုက်ရပါပြီသုံးကတော့နိုင်ငံတကာတွင် image ထိခဲ့သောသူမအပေါ်နိုင်ငံတကာ၏ထောက်ခံမှုအားစမ်းသပ်နေခဲ့ပါပြီနံပါတ်4ကတော့ပြည်တွင်းစစ်မီးလောင်ခဲ့ပြီးမပြီးသေးနိုင်သေးသောပြည်တွင်းစစ်အတွက်အဖြစ်အား theory ထုတ်နေခြင်းပဲဖြစ်ပါတယ်နံပါတ်5ကတော့တိုင်းရင်းသားလက်နက်ကိုင်များနဲ့တက်မတော်ပေါ်ပြန်လည်ထားရှိသောသဘောထားအမှန်ကိုစမ်းသပ်ဖော်ပြနေခြင်းဖြစ်ပါတယ်။နံပါတ်6ကတော့ Democratic Party အစုံ၏ဒီမိုကရေစီပေါ်တကယ်စိတ်ပါခြင်းအာဏာလို၍လှုပ်ခြင်းလားဆိုတာကိုစမ်းစစ်နေခြင်းမျိုးဖြစ်ပါတယ်။နံပါတ်9ကတော့လူထုပေါ်ခေါင်းဆောင်နိုင်သောမျိုးဆက်သစ်လူထုခေါင်းဆောင်ရှာဖွေခြင်းဖြစ်ပါတယ်။နံပါတ်10ကတော့နိုင်ငံဝန်ထမ်းများလက်နက်ကင်တပ်ဖွဲ့ဝင်များအတွက်ဗျူရိုကရေစီစနစ်အားရုံးရင်းဆန်းစစ်ခြင်းဖြစ်ပါတယ်ရှင်နံပါတ်9ကတော့သူမအနားမှာရှိသောယုံကြည်စိတ်ချရသောလက်လွဲနိုင်သောတစ္ဆာရှိစက္ကန့်သူများကိုဖော်ထုတ်ပေးနေခြင်းဖြစ်ပါတယ်နံပါတ်10ကတော့သူမအားတကယ်ပင်ပင်ကိုစိတ်ဖြင့်ထောက်ခံသောပုံကိုယ်များကိုခွဲထုတ်နေခြင်းပဲဖြစ်ပါတယ်နံပါတ်17ကနောက်ဆုံးအချက်တော့အကြံပြင်းဆုံးနိုင်ငံရေးအသိစိတ်နှိုးကြောက်မှုနေသောလူတို့အားခက်ကြမ်းကြမ်းဆွဲကင်လှုံနိုးလိုက်ခြင်းပဲဖြစ်ပါတယ်ပြည်သူတွေလည်းနိုးကြတွေပုံတွေကတော့အသက်60အဖွားကြီးမှအသက်18နှစ်အောက်မျိုးဆက်အထိထိတ်တလန့်နိုးထလာတော့တာပဲဖြစ်ပါတယ်ဒီမိုကရေစီကိုကာကွယ်ရမယ်ဆိုတဲ့အသိစိတ်ဓာတ်တွေပြင်းထန်စွာဝင်ရောက်လာခဲ့ပါပြီဆက်ဆက်စဉ်းစားတော့တက်မတော်မှာသူမအားထိမ့်သိမ်းထားခြင်းသည်နေအိမ်အကျယ်ချုပ်ဖြင့်နှစ်ပေါင်းများစွာနေလာသောသူမအတွက်တိုင်းပြည်တာဝန်များအား9နှစ်တာထမ်းဆောင်ပြီးယခုခဏအနားယူနေသည့်နေ့ပင်တူနေပါတော့တယ်ရှင်အာနာလူခေါင်းဆောင်များရှင်တမမဖြင့်စိုးရိမ်ပူပန်ပြီးအစိုးရအဖွဲ့အသစ်အလင်းမြန်ဖွဲ့နေခြင်းနိုင်ငံရေးကစားကွက်မခံမနိုင်သောလူထုခေါင်းဆောင်အားနေအိမ်အကျယ်ချုပ်ဖြင့်အနားယူအားလည်းရများယူနေရသောကြောင့်သူမ၏ကစားကွက်တွေကိုကျမတို့အားလုံးပါဝင်ကစားနေရတာပဲဖြစ်ပါတယ်။ဘာဆက်ဖြစ်မိကိုတော့လူထုကောင်းဆောင်တော့အောင်ဆန်းစုကြည်ကပိုတိပါလိမ့်မယ်ရှင်။ကျမတို့ရဲ့ယူဆချက်ဟာအတိအကျမဖြစ်နိုင်သေးပါဘူး။ရေးတည်မှန်းဆချက်သာဖြစ်ပြီးလူထုကောင်းဆောင်၏ဗျူဟာချက်ချကစားကွက်ကပိုလေးနဲ့လန်လိုက်ပါသေးတယ်။ဘယ်ရမလဲတာဝရဆိုသလိုကိုရင်တာဝအတွက်တော့ခက်သေးသေးလေးပင်ထပြုံနေမိပါတော့တယ်ရှင်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တို့ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးပရိသတ်ရဲ့ထင်မြင်စမ်းချက်များကိုလည်း comment မှာဝင်ရောက်ရေးသားပေးဖို့ဖိတ်ခေါ်ပါရစေလားရှင်နေ့ရက်တိုင်းမှာလည်းမြန်မာနိုင်ငံ၏နောက်ဆုံးရနိုင်ငံရေးအခြေအနေတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါမယ်လို့ပြောရင်းနှုတ်ဆက်လိုက်ပါတယ်နော်ပရိသတ်များအားလုံးပဲဒါပျော်ရွှင်တဲ့နေ့သစ်တွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါလိမ့်ရှင်ဘုရားတကာကြီးရဲ့ချစ်ဆုံးသားကြီးဟာအချစ်ဆုံးသားကြီးဟာအပေါင်းနဲ့ပြည့်စုံကြပါစေလို့အဘာကကြုတ်ကြီးဦးမင်းအောင်လိုင်သားလို့သူကသူ့ကိုသူတို့အဘာကကြုတ်ကြီးဦးမင်းအောင်လိုင်သားအကြီးကောင်နဲ့ဒီကောင်ကတမတော်ထောက်ခံခြင်းအောင်စောင့်အလူခံစားအလူခံငွေကိုဘုံအေးတယောက်ခေါ်ပြီးလေတ
တက်မလို့အရာရှိစစ်တီတွေမစိုးတဘူးတွေရှောက်ပေးကန်းစွန့်ကြဲတယ်လို့ ਨੇ ရသမျှကိုးတာ ဖုန်းနံပါတ်တွေယူထားတက်မလို့စစ်ကြောင်းတွေရဲ့သတင်းတွေကိုမေးပြီးတာ ਨੇ PDF တွေသတင်းပို့တာ ဟာ ဒါကြောင့်ကျွန်တော်တို့နေပြီးတော့မန်နေအများလားမဟုတ် PDF တွေရောက်လာတာနေပြီးတော့ PDF တွေရောက်လာတာမန်နေတဲ့စကိုင်းမှာကျွန်တော်စစ်ကြောင်းတွေတိုက်ခံရတာဒါဒီကောင်းကြောင်းလို့ကျွန်တော်ပြောတာအကြောင်းမပြောနေတာမဟုတ် ဟုတ် ဘူး ပြီလေ သူကဦးမင်းအောင်လိုက်သားအကြီးကောင်နဲ့ဒီမှာကျွန်တော်လည်း message တွေရေးထားတာဟမ်သူ့အဖေတဲ့ချစ်ဖေချစ်မေးတဲ့ရုပ်ကကလတိန်ယုံနဲ့ဟမ်ရုပ်ကဒဲအိုးဖင်ယုံနဲ့ အေး ဒဲအိုးဖင်ကိုစီလူထားပြီးတော့မဲပြောင်နေတာမှသူ့တက်ကြည့်ကောင်းသေးတယ်ဟုတ်ဒီမှာစကားပြောတော့လေသူ့အောက်မှာမရှက်ဘူး အာနာယူကခွေးစိတ်ပေါင်းလို့သွားငါလို့မသာပြည်သူတွေကိုလည်းငါတော့များမှန်နေလားဖြစ်လို့မသာနိုင်ငံကိုနာကျင်အောင်ဖြတ်စီသောခွေးသားတန်တရားဆိုတာလည်းနေအမြဲတွေ့ထားအနီးနာရှိရင်ပါဆွဲရိုက်ခြင်းစောက်ခွန်းနဲ့လည်းမျိုးပါတက်ခါနေလိုက်ခြင်းတို့မေစုကိုပြန်လို့ဆောင်ခြင်းမယောင်းတဲ့ကြဘူးရဂျာလာ Bigo Bigo